အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ knowledge share YouTube channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာတွေကတော့ဘိုးတုတရသည်မဲ့ကျွန်တော်ရဲ့ knowledge share YouTube ဗီဒီယိုလေးတွေကိုလာရောက်ကြည့်ရှုတဲ့တကယ်ချင်းအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာကဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအခုပဲစလိုက်ကြတော့ခင်ဗျာဒီနီလန်းတွေကိုတီထွင်တဲ့သူကတော့တကယ်ပါရမီရှင်ပါပဲတစ်ပလတ်စတစ်ပလင်းကိုတဝက်ဖြတ်လိုက်ရင်ခရီးသွားတဲ့အခါပစ္စည်းတွေထဲဖို့အရန်အဆင်ကြီးတဲ့ဘူးလင်းဖြစ်သွားပါတယ်နှစ်ကြက်ကိုပလတ်စတစ်ပလင်းအကြီးတဲ့ထည့်ပြီးမှကားပေါ်တင်မယ်ဆိုရင်ကြက်ကကားထဲမှာဟိုးပြည့်ဒီပြည့်လုံးမှာမဟုတ်တော့မှာဘူးသုံးပန်းသီးတစ်လုံးကိုအသုံးပြုပြီးမုံသားစုပ်တွေကိုအလွယ်တကူပြားသွားအောင်ဖိလို့ရပါတယ်လေးပလင်းခွန်ကိုခတ်ဖော့ဖော့လေးညှစ်လိုက်ရုံနဲ့ကြက်ဦးအနစ်နဲ့အကာကိုအလွယ်တကူခွဲထုတ်နိုင်ပါတယ်ငါဒါကတော့စကားတွေကိုဆေးကြောဖို့အမြန်ဆုံးနီးလမ်းပါဇွန်းတစ်ချောင်းကိုအသုံးပြုပြီးရေစီးနှုံးကိုဖြန့်ချလိုက်မယ်ဆိုရင်စကားကိုခဏချင်းနဲ့ပြောင်းစင်အောင်ဆေးလို့ရပါတယ်6ဝက်ဦးကိုပလတ်စတစ်ပလင်းဝါမှာဆွတ်လိုက်ပါပြီးရင်ပလင်းထဲရေလောင်းထည့်လိုက်တာနဲ့ဦးရဲ့အတွင်းသားကိုအလွယ်တကူအပြင်ဘက်လှန့်ထုတ်နိုင်ပါတယ်9ကက်ကြီးတလတ်နဲ့တူတစ်ချောင်းရှိုံနဲ့အစစ်အဆန်တွေကိုခွဲတဲ့ကရိယာအဖြစ်ပေါင်းဆက်အသုံးပြုလို့ရပါတယ်အဖြစ်အသားချောင်းကိုတဝက်ခောက်ပြီးအလဲကနေတွားကြားထိုးရတဲ့ထိုးလိုက်မယ်ဆိုရင်အသားချောင်းအခွန်ကိုအလွယ်တကူခွာလို့ရသွားမှာပါကိုလှော်ထားတဲ့မြေပဲတွေကိုပိုက်အိတ်ထဲထည့်ပြီးမိနစ်အနည်းငယ်လောက်အားရပါရပုတ်တိုက်ပေးလိုက်ရင်မြေပဲအခွန်တွေအကုန်ကျွတ်ထွက်သွားပါလိမ့်မယ်ဒီလောက်ထိအသုံးဝင်တဲ့နီလန်းတွေကိုသင်ရောတီးထားပြီးပြီလားနှစ်ပေါင်း100ကျော်ကလေးကအသုံးပြုခဲ့တဲ့ရှေးလူကြီးတွေရဲ့အဖိုးတန်အတတ်ပညာတွေဟာဒီနေ့ခေတ်အထိလက်တွေအသုံးဝင်နေသေးပါတစ်ကရှေးခေတ်တုန်းကနှိုးဆက်နာရီတွေမရှိခဲ့ပါဘူးလူတွေဟာဖျောင်းတိုင်ရဲ့ဘိန်းနှစ်ဖတ်မှာတန်လုံးအသေးလေးနှလုံးကိုညှုပ်ထားလိမ့်ရှိပါတယ်ဖျောင်းတိုင်လောင်ကျွမ်းလို့တန်လုံးလေးတွေပြုတ်ကျလာတဲ့အတန်ကအိပ်ပျော်နေတဲ့သူကိုနှိုးပေးတဲ့နှိုးဆက်ဖြစ်လာတာပါနှစ်ကစက်ကူတစ်ချက်တည်းဆိုရင်အလေးချိန်ကိုမခံနိုင်ဘူးဆိုတာကျွန်တော်တို့သိကြပါတယ်ဒါပေမဲ့စက်ကူကိုအခောက်လေးတွေထည့်အောင်ခောက်လိုက်ပဲဆိုရင်တော့အလေးချိန်အဝါကြီးကိုခံနိုင်ရရှိသွားပါတယ်ဒါဟာလွန်ခဲ့တဲ့နှစ်တရာကျော်ကလေးကသိပ္ပံပညာရှင်တွေတီထွင်ခဲ့တဲ့တိဆောက်ပုံစံရကြန့်ခိုင်မှုနည်းပညာပဲဖြစ်ပါတယ်သုံးကရှေးခေတ်တစ်ထန်တန်းတွေကျိုးဖြတ်တဲ့အခါမှာလဲပါနတဲ့သူတွေကကန်အားစနစ် leverage ကိုကျွမ်းကျင်စွာအသုံးချပြီးကျိုးနေတဲ့တန်းတွေကိုအံ့ဩစရာကောင်းအောင်ပြန်လည်ပြင်ဆင်နိုင်ခဲ့ကြပါတယ်ရေခတ်တဲ့အခါဒါမှမဟုတ်ရေတဲတဲ့အခါရေပုံးတွေကိုတိရွက်အနေငယ်ထည့်ထားပေးခြင်းအပြင်လှုပ်ခါမှုကြောင့်ရေတွေဖိတ်ဆင်ထွက်တာကိုတားဆီးပေးနေပါတယ်ငါးကပြောင်းဖို့ရိတ်သိမ်းတဲ့အခါအိတ်ဝကိုချီဖို့ကြိုးမရှိရင်အိတ်ဝရဲ့ဘေးနှစ်ဖက်မှာပြောင်းဖို့တပူးစီကိုလိမ်ပြီးထည့်လိုက်ရုံနဲ့အိတ်ဝကိုလုံအောင်ပိတ်နေပါတယ်6ကတက်သားတုတ်3ချောင်းကိုတစ်ခုနဲ့တစ်ခုကြော်ဖြတ်ပြီးချိတ်ဆက်လိုက်မယ်ဆိုရင်တော့အရန်ကိုခိုင်ခန့်တဲ့သတိကန်ပုံစံတိဆောက်မှုကိုရရှိမှာပဲဖြစ်ပါတယ်ရှေးခေတ်မှာစက်ဝိုင်းဆွဲတဲ့ကိရိယာတွေမရှိခဲ့ပါဘူးဒါပေမဲ့တန်တစ်ချောင်းမှာကျိုးတစ်ချောင်းကိုကွင်းလုတ်ချင်းပြီးလွှဲဆွဲလိုက်ရုံနဲ့တိကျတဲ့စက်ဝိုင်းပုံစံကိုဆွဲနိုင်ခဲ့ကြပါတယ်ဒါကတော့ရှေးလူကြီးတွေအချိန်တိုင်းတာတဲ့နီလန်ပါဝိုင်းနေအချက်ပြားရဲ့အလဲတဲမှာတုတ်တစ်ချောင်းစိုက်ထားပြီးအဲ့ဒီတုတ်ရဲ့အရေးပြောင်းလဲမှုကိုကြည့်ကအချိန်ကိုတိတိကျကျသိနိုင်ခဲ့ကြပါတယ်ရှေးလူကြီးတွေရဲ့ဒီလိုပါနတ်တဲ့အတတ်ပညာတွေကိုမှတ်သားထားလိုက်ပြီလားကျွန်တော်စုဆောင်းထားတဲ့ဒီနီလာလေးတွေကတခုချင်းစီတိုင်းတကယ်ကိုအသုံးဝင်လာပါတယ်ကက်ကြီးတစ်စုံကိုစပိန်တာယာမှာခွာပြီးထည့်လိုက်ပါပြီးရင်ကက်ကြီးလက်ကင်ပေါက်ထိပ်ကိုတောကလောက်နဲ့ခတ်ထားလိုက်ပါဒါဆိုရင်အသင်းစပိန်ကခိုးရခတ်သွားပြီးအရန်ကိုလုံခြုံသွားပါလိမ့်မယ်နှစ်ဟင်းကတ်ဇွန်းမရှိတဲ့အခါအပေါက်ပါတဲ့စကားဇွန်းကိုခဲပတ်နဲ့အုပ်လိုက်မယ်ဆိုရင်ဟင်းရည်ခတ်လို့ရတဲ့ဇွန်းတစ်ချောင်းကိုရလာပါလိမ့်မယ်သုံးအာလူကြော်အိတ်ရဲ့အောက်ခြေကချွန်းနေတဲ့ဒေါင်းနှစ်ဖက်ကိုညှက်ထုတ်လိုက်ပါပြီးရင်အဲ့ဒီအစွပ်လေးတွေကိုလက်ချောင်းမှာဆွတ်ထားလိုက်ပါဒါဆိုရင်အာလူကြော်စားတဲ့အခါလက်မှာအမုန့်တွေပေးကြမှာကိုစိတ်ပူစရာမလိုတော့ပါဘူးလေးဒီတောင်သူကြီးကတော့တကယ်ကိုတော်ပါတယ်လေရဲစင်းတဲ့အခါပလတ်စတစ်အိတ်ထဲကိုဂျီဂျူဖိထားပြီးအလုပ်ပြီးတဲ့အခါခြေထောက်က short တွေကိုစီးကြောဖို့အလွယ်တကူအသုံးပြုနိုင်ပါတယ်ငါဒါကတော့တကယ်ကိုပိုင်းတဲ့နီးလမ်းမှာချိတ်ဆွဲမဲ့ပစ္စည်းကကျိုးကဘလောက်ပဲတိုးတိုးအခုပြထားတဲ့အတိုင်းကျိုးကွင်းလေးလုတ်ပြီးတောချီကွင်းလေးကိုအလွယ်တကူထည့်လို့ရပါတယ်6သွားတိုက်ဆေးဘူးရဲ့အောက်ခြေကိုဖြတ်ပြီးအထဲကိုစင်လောက်ဆေးလိုက်ပါပြီးရင်ငါးစာတွေကိုသွားတိုက်ဆေးဘူးထဲထည့်ပြီးညှစ်ထုတ်လိုက်ပါထွာလာတဲ့ငါးစာခဲလေးတွေကိုငါးမြချိန်နဲ့ချိတ်ပြီးမြှမယ်ဆိုရင်တော့ငါးဖက်ရတာပိုပြီးအဆင်ပြေစေမှာပါခွန်မြက်ခလူရဲ့အမီပိုင်းကိုဖျက်ချင်ရင်မီးပိုချောင်းသုံးထားမှာပါအပေါက်လေးတဲ့ခလူမီးကိုထည့်လိုက်ပါဒါဆိုရင်ခလူမီးတွေကိုညံ့ညံ့ဆန်းဆန်းဖျက်ရှားနိုင်ပါလိမ့်မယ်ရှစ်တက်သားပြားပေါ်ကဝက်ဥပေါက်တဲ့ချောင်းနေရင်သွားချထိုးတာလေးတွေထည့်လိုက်ပါပြီးရင်ပိုးနေတဲ့အပိုင်းကိုဖျက်ထုတ်လိုက်ပါဒါဆိုရင်ဝက်ဥတွေကိုပြန်ပြီးမြဲမြံအောင်ကြက်လို့ရသွားပါပြီဒီလက်တွေ့ကြတဲ့နီလန်လေးတွေကိုမှတ်သားထားလိုက်ပြီလားဆိုင်ကယ်ဒါမှမဟုတ်စပိန်ပင်စင်တဲ့ပညာရှင်တွေဘယ်တော့မှထုတ်မပြောတဲ့လျှို့ဝှက်နီလန်၈ခုပါတစ်လေသွင်းတဲ့အပေါက်မှာကြောက်ခဲအသေးလေးတစ်လုံးတင်ပြီးရင်အဝတ်စားလေးနဲ့အပေါ်ကအုပ်ထားလိုက်ပါအဲ့ဒီနောက်မှာလေထိုးပိုက်ကိုတက်လိုက်မယ်ဆိုရင်ဘီးထဲကိုလေတွေပိုပြီးမြဲမြံဆန်ဆန်ရောက်သွားပါလိမ့်မယ်နှစ်ပညာရှင်တွေအမြဲသုံးလိရှိတဲ့နီလန်ပါခုတစ်ခုကိုဘီးရဲ့ကိုယ်ထဲပေါင်ထဲကနေရှို့သွင်းပြီးနင်းကုံမှာတောက်ခတ်ထားလိုက်ပါဒါဆိုရင်သင်းစပိန်ကိုဘယ်သူမှစီးသွားလို့မရတော့ပါဘူးသုံးလူအတော်များများကစပိန်ကိုနီလန်အမားနဲ့ပြုတ်ပြင်ထိမ့်သိမ့်နေကြတာပါအမှန်ကတော့ထိုင်ကုန်းကိုအရင်ဖြုတ်ပြီးရင်အထဲကိုချောစီအနှဲငယ်လောင်းထည့်ပါနင်းကုံကိုလှည့်ပေးလိုက်ရုံနဲ့စပိန်တစ်စီးလုံးချောမွေသွားပါလိမ့်မယ်လေး
ထိုင်ကုန်ကိုမှန်ကန်တဲ့အနေအထားဖြစ်အောင်ဘယ်လိုညှိမလဲရေတဝက်ပါလေဘလင်းကိုထိုင်ကုန်ပေါ်မှာတင်လိုက်ပါရေမျက်နှာပြင်ရဲ့အနေအမြင့်ကိုကြည့်ပြီးအန်ကွိုက်ထိမဲ့အနေအထားကိုရှာဖွေနိုင်ပါတယ်ငါကျိုးကတိတစ်ချောင်းကိုဘီးရေကိုတဲပေါင်းမှာချီပြီးပိုနေတဲ့အပိုင်းကိုထည့်ထုတ်လိုက်ပါဘီးကိုလှည့်ကြည့်လိုက်ရုံနဲ့ဘီးခွေဘယ်နေရာမှာရိုင်နေလဲဆိုတာကိုအလွယ်တကူသိနိုင်ပါတယ်6ဖုန်းကာဗာမှာအပေါက်အနှဲငယ်ဖောက်ပြီးကျိုးကတိတွေနဲ့အသေးချီလိုက်ပါပြီးရင်လိုက်ကင်ပါမှာတက်လိုက်မယ်ဆိုရင်တော့အရန်ကိုရိုးရှင်းတဲ့ဖုန်းတင်ဆန်တစ်ခုရသွားပါသည်ခုနှစ်အကယ်၍ဘီးနန်းကျိုးတစ်ချောင်းပြတ်သွားရင်အရင်ဆုံးအဲ့ဒီနန်းကျိုးကိုကွေးလိုက်ပါပြီးရင်ကျိုးကတိနဲ့အသေးချီပြီးတင်းအောင်ဆွဲလိုက်ပါဒါဆိုရင်ဆက်ပြီးစီးသွားလို့ရပါပြီshitဆောင်းတွဲမှာလက်အစ်စွပ်ပြီးစီးရတာအဆင်မပြေဘူးဆိုရင်လိုက်ကင်မှာကျိုးတစ်ချောင်းပတ်ထားလိုက်ပါဒါဆိုရင်ပုတ်မှုအားကောင်းသွားပြီးလက်အစ်စွပ်ထားရတောင်လက်လျှောတာမျိုးမဖြစ်တော့ပါဘူး ဒီနီလန်ကောင်းလေးတွေကိုကျွန်တော်အဘိုးကတင်ပေးခဲ့တာပါတဲ့ကျဲဥပြုံကြီးရုပ်ဝက်ချက်ကိုတော့ကျဲဥပေါင်း1000ကျော်စားဖို့တဲ့တငယ်ချင်းတယောက်ကပြောပြခဲ့တာပါယေဆူလာတဲ့အခါကျဲဥတွေကိုထည့်ပြီး6မိနစ်နဲ့12စက္ကန့်အတိအကျပြုတ်လိုက်မယ်ဆိုရင်အကောင်းဆုံးအနေအထားကိုရရှိပါလိမ့်မယ်နှစ်ဖနက်ကခြေချင်းဝက်ကိုပုတ်တိုက်ပြီးဖူးထွက်လာတာမျိုးဖြစ်ရင်လားစင်တုံးပစ္စည်းအပိုင်းစားလေးကိုဖျက်ပြီးဖနက်ရဲ့ပုတ်တိုက်တဲ့နေရာမှာကတ်ထားလိုက်ပါဒါဆိုရင်ဖနက်စီးတဲ့အခါနာကျင်မှုကိုတိတိတသာရှော့ချပေးပါလိမ့်မယ်3လားစင်တုံးပစ္စည်းတစ်ခုကိုဖြန်းနှာခေါင်းစည်းပေါ်မှာကပ်ပြီးရေခွက်တစ်ဝက်လောက်လောင်းထည့်လိုက်ပါပြီးရင်အားလုံးကိုလိပ်ပြီးရေခဲတစ်ထားထဲမှာနာရီဝက်လောက်ထည့်ထားလိုက်မယ်ဆိုရင်အဖျားတက်တဲ့အခါအသုံးပြုလို့ရမယ်အလွန်ကောင်းတဲ့အေးကပ်ဖျားတစ်ခုရလာပါပြီ4ကလေးတွေကလက်ကောက်ဝတ်မှာကျိုးကတိကိုအမှတ်မထင်ပက်လိုက်မိရင်ကက်ကျေးဒါမှမဟုတ်ဓာတ်တွေကိုမသုံးပါနဲ့ပလာယာတို့မဟုတ်ညလေးတစ်ခုကိုသုံးပြီးအလွယ်တကူထုတ်ပေးနိုင်ပါတယ်5အမိုက်ပုံးမရှိဘူးလားပြဿနာမရှိပါဘူးထိုင်ကုန်အမြင့်တစ်လုံးကိုပြောင်းပြန်လှန်ပြီးအပေါ်မှာအမိုက်အိတ်ဆွတ်လိုက်ရုံနဲ့အရေးပေါ်သုံးအမိုက်ပုံးတစ်ခုဖြစ်သွားပါပြီ6အသားဆက်တွေကိုအချိုးအရှားမှန်မှန်ခွဲထားတင်ပါတယ်အိတ်ထဲထည့်ပြီးညီညာအောင်ဖြတ်လိုက်ပါပြီးရင်လက်ချောင်းလေးတွေကိုသုံးပြီးအကွက်လေးတွေခွဲထားလိုက်ပါခဲသွားတဲ့အခါမှာတနက်စာစီထုတ်သုံးလို့ရတယ်လို့ sauce တွေကိုလည်းဒီနေ့အတိုင်းလုပ်နိုင်ပါတယ်9လျှက်စစ်မွေဇက်ရဖုံးကွေထားတဲ့အသုံးဝင်ပုံတစ်ခုကတော့အပေါ်မှာတန်ဆန်ကပြောင်းတစ်ခုခံထားလိုက်ဖို့ပါဒါဆိုရင်ဇက်ကိုလက်နဲ့ကင်ထားစရာမလိုပဲမှွေပြီးတဲ့အထိအနားမှာစောင့်နေုံပါပဲ ကျွန်တော်ရဲ့ knowledge share ဒီဗီဒီယိုလေးတွေကိုအစားဆုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ် subscribe လေးမနေရသေးဘူးဆိုရင်တော့ subscribe လေးနှိပ်ပေးသွားပါဦးခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်